เคခုဆိုရင်တော့ကျွန်တော်ဘုန်းကြီးကျောင်းလေးကိုရှောက်ပြီပေါ့နော်ဒီမှာဆိုရင်တော့သူကလမ်းညွှန်နေပါသူအကုန်လုံးပြထားပေးတယ်ပေါ့နော်ဒီမှာတော့ခုကျွန်တော်သွားမဲ့ဒီရေလေကစီးတဲ့နေရာပေါ့နော်အဲတော့ဆိုရင်အဲ့နေရာကိုသွားဖို့တော့ကျွန်တော်โอเคအခုကကြတော့ကျွန်တော်နောက်ထပ်တစ်နေရာကိုထပ်ပြီးတော့ခေါ်ရမှာเนาะအခုခေါ်ရမှာကြတော့ကျွန်တော်တို့ထလန်ဘက်မှာစီတဲ့ဒီဖုန်းကြီးကျောင်းကိုခေါ်ရမှာเนาะဖုန်းကျောင်းကကြကျွန်တော်တို့ဒီရေကန်လင်းမှာဒီကျောင်းဆောင်လေးတစ်ခုစီးနေတဲ့နေရာလေးကိုကျွန်တော်ညီကိုတွေမမတွေညီမှုတွေတော့ထင်တယ်ပေါ့เนาะအဲ့နေရာလေးကိုကျွန်တော်ခေါ်မှာဖြစ်ပါတယ်ဒီနေ့အားကျတော့ကျွန်တော်တို့ထလန်ကိုကြော်ပြီးတော့ကျွန်တော်လိန်ကွင်းနားမှာကိုသစိနေတာပေါ့เนาะဒီကကျွန်တော်သွားနေပါပြီโอเคအခုတော့ကျွန်တော်ဖုန်းကျောင်းတေးစီတဲ့နေရာလေးကိုတော့ကျွန်တော်ရှောက်လာပြီပေါ့နော်โอเคဒါတော့ဖုန်းကြောင်းဝင်ဝလေးပဲဖြစ်ပါတယ်ဆိုတော့ထဲမှာဘယ်လောက်ထိလာမယ်ဘယ်လောက်ထိတာရမယ်လဲဘယ်လောက်ထိတိတ်ဆိတ်မလဲဆိုတော့ကျွန်တော်တို့ကြည့်ကြပါတော့You carry the sun in your stride leaving behind what I hold inside if I don't ask your name today I may never get the chance to walk beside your wandering dance Ôi nhau nó không phải là lớn số to là nó trên chiếc vào Ok, cứ xoay nó cho nó hôi nhau này của sợi của nó thì mà xoay nó tụ ạ bán nhiều này là tụ có luôn kia thả về đâu nó mà nó cứ cho nó to vậy thì chỉ lấy cái xí nhiều của nó sẽ ít nhiều to đâu cho nó này lấy sai ao của nó cho nó đây chính đầu rồi mà nó tụ ạ sâu kia thả về đâu nó mà xoay thì phun nhau của nóဒီကြောင်းဝင်ဖြစ်ပါတယ်အဲ့ဒါမှဆိုရင်ဒီမှာစီးတဲ့အဆောက်အလုံးကိုပိုက်နဲ့ပြတာပြီးတယ်ပေါ့နော်ဘယ်လိုလဲကျွန်တော်တို့ကဒီနေရာကိုသွားမှဆိုဒီနေရာကိုစားပါမယ်ဆိုတော့ဒီမှာစားလို့မတွေ့ရင်ကျွန်တော်ဥစင်းမယ်ပြီးမှရပါတော့တော့ဒီဖျားရင်ကိုကြောက်ပါမယ်ခုလိုရတော့ဖျားရင်ကိုတော့မနော်ဖျားရင်ကိုတော့ရောကျွန်တော်တို့နောက်တစ်နေရာထားပါမယ်ဒါတော့ဒီဖုန်းကြောင့်မနေရပါတော့ဒါမှရောင်ဟန်လို့တိတ်မမြင်ရဘူးနော်ကိုယ်လည်းလက်ဖူးကြည့်ပါဖုန်းကြောင့်တော့တိတ်စိတ်နဲ့ချင်းယူစရာကောင်းပါလေဆိုတော့ဘုံညောင်းကင်းရတော့ကျွန်တော်တို့တော်တော်ရိုးမှာတာရတယ်တတိစိတ်လေးတွေစီးတယ်ပေါ့နော်လုံးစေတော့ကျွန်တော်ဒီဘက်အထဲကိုနည်းနည်းဝင်စားကြည့်ပေါ့နော်ဒီဘက်ထဲမှာလည်းဖြစ်နေတယ်ပေါ့နော်ခုနကကျွန်တော်တို့ဒီဂျီလဲမှာတိမ်မွန်သမျိုးလေးចောင်းဆောင်စီးတဲ့နေရာပေါ့နော်အဲ့နေရာကိုလို့ကျွန်တော်သွားဖို့တော့လိုက်စားတာဖြစ်ပါတယ်အဲ့ဒါကမှကျွန်တော်လုံးဝစားလို့မတွေ့တော့ဘူးဆိုရင်တော့ဒါဥစင်းကိုဘာပြောမေးမလို့လုံးစေတော့ကျွန်တော်နေလိုက်ပတ်စားကြည့်အောင်ပေါ့နော်ကျွန်တော်ထင်တော့ဒီထဲမှာလည်းတော့ထင်နေမှာနော်ဆိုတော့မဟုတ်တော့ကြည့်မှပဲသိပါမယ်ဒါကတော့ပိတ်ထားတယ်ဆိုတော့ထင်တော့တင်တာပေါ့နော်ဒီထဲမှာပဲတော့ထင်ပါတယ်ဆိုတော့ကျွန်တော်ထင်းတဲ့တိုင်းပေါ့နော်ဒီအထဲမှာပဲသူကတော့အရင်ကတော့ဆိုင်ငယ်နဲ့ပေးဝင်နေဖြစ်ပေါ့နော်အခုကကျတော့အစေးပေါက်ဒီလမ်းဝင်နေပေါက်ပိတ်ထားတာပေါ့နော်ပိတ်ထားပြီးတော့လမ်းဆောက်ပြီးတော့ပဲဝင်လို့ရမယ့်အနေထားတစ်ခုပေါ့နော်အဲကြောင့်ကျွန်တော်တော့လမ်းဆောက်ပြီးတော့ပဲဝင်လာလိုက်ပါတယ်ဆိုတော့ကျွန်တော်ခုနကတော့ဦးစင်းသမီးကိုပေါ့နော်ဟိုကကျဦးစင်းကျွန်တော်သမီးတော့ဘူးမမေးတော့ပဲနဲ့ကျွန်တော် GPS ပဲပြန်ထောက်လိုက်တော့နော် GPS နဲ့ထောက်ပြီးတော့ပဲလမ်းဆောက်တော့လာလိုက်ပါတယ်အခုကကျတော့ကျွန်တော်အထဲကိုလမ်းဆောက်ပြီးတော့လာတယ်ပေါ့နော်ပုံမှန်ဆိုရင်တော့ဒီညကသူကပေးဝင်လောက်တော့ပေါ့နော်ဒီဆိုင်ငယ်တွေကားတွေ
ပြီးဝင်လောက်တဲ့အနေထားမှာစီးတဲ့ထင်တယ်ပေါ့နော်ဆိုတော့လမ်းကလည်းသူကဒီကားလမ်းပုံစံမျိုးလေးပဲလုပ်ထားတယ်ခုလောကကျွန်တော်တော့ဆိုင်ငယ်မင်းကိုပိတ်ထားဆိုတော့လမ်းဆောက်ပြီးတော့ပြန်လိုက်ပါပြီဆိုတော့ဒီပြပြတာအစစ်ဆွင်ရောက်တော့ပေါ့နော်โอเคကျွန်တော်လမ်းဆောက်ပြီးတော့ပဲလာပြီးတော့စစ်ဆွင်တော့ကျွန်တော်ထင်တဲ့အတိုင်းပဲပေါ့နော်လမ်းမှာပဲဆိုတော့ရောက်ပါပြီဆိုတော့အထဲမှာတော့တော်တော်ကြီးကိုတာရတယ်တိတ်ဆိတ်တယ်လို့ပြောလို့ရတော့เนาะတိတ်ဆိတ်နေတကယ်ဆိုဘာမဟုတ်ပဲစီတော့เนาะဆိုတော့ဘုံရောတော့ကျွန်တော်တို့အစီမှာဒီကျွန်တော်တို့ဟိုခုနကတော့ကျွန်တော်ပြတဲ့တပုံပြအားတယ်ဒါကမှပါเนาะဆိုတော့တော့ရောက်ပါပြီကဲအရင်မှနာမည်ကြီးနေဆိုတဲ့ထလန်ဘုံချောင်းကိုဆက်စီလာပဲเนาะဆိုတော့ဘာစီနဲ့မင်းတော့ကျွန်တော်မြင်တော့ဘာမှမရှိဘူးเนาะကျွန်တော်တို့ဘာမှအဲ့လိုကြီးတူတူစီရထဲမှာပါဘူးဒါပေမဲ့ဒီနေရာလေးတစ်ခုကသာအဓိကလှတဲ့နေရာလေးဖြစ်သွားတယ်ပြောပြရပါတော့ကျွန်တော်ထဲတော့မပေးဘူးပေါ့နော်တကားပိတ်ထားတယ်ဒါပေမဲ့ဒီရေကန်လေးနဲ့ပြင်စင်ဟိုမှာဆွေငါးလေးတွေစီတယ်ပေါ့နော်ဒါတော့ရှင်နဲ့ဟောလို့မမြင်ရတော့ကျွန်တော်အပြင်မှာကြည့်နေမြင်ရတော့ပေါ့နော်ဆိုတော့အခုဒါအခုမှနာမည်ကြည့်အောင်မို့ဟုတ်တော်နာမည်လေးတော်လေးလာပြီးတော့တော်ချင်းတဲ့ညလေးဖြစ်နေတော့ဝီရှောင်းလာလိုက်တယ်ပေါ့နော်ဒီထဲမှာတော့ဗာစီလဲဆိုတော့မသိဘူးပေါ့နော်ဒါပေမဲ့သူကတခါတော့ပိတ်ထားပါတယ်ဆိုတော့သူရဲ့ထူးခြားချက်လေးကတော့ဒီတရားနေလေးနဲ့ဒီရေကန်အလယ်မှာဒီစလေးစီးနေတခုပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဆွေငါးတွေမြင်နေရတာပေါ့နော်ဟိုမှာခုမှဆိုဆွေငါးတွေမြင်နေရတယ်ခုမှဆိုထိတ်နာမှာဆိုတော့ကောင်းဟိုနာမှာတကောင်ပေါ့နော်တော့သင်စားယူမြင်နေရတာပါဆွေငါးတော့မဟုတ်ပါတော့ဆွေအောင်လေးတွေဖြစ်နေငါလို့ပြောရင်ပုံမှန်ပါတယ်ဆိုတော့တတိစိတ်လေးနဲ့နေလို့ကောင်းပြီးတော့လာတယ်ပေါ့နော်တော့လာပါတယ်ဆိုတော့လာမစင်တော့ဒီချိန်လောက်လာတာတော့အကောင်းဆုံးပေါ့နော်အခုကျွန်တော်လာဆိုရင်အချိန်အချင်းကျွန်တော်တို့3နိုင်ကျော်4နိုင်လောက်စီးနေပေါ့နော်ဒီချိန်ဆိုကျွန်တော်နေလေးနဲ့အေးတယ်ဒီနားလေးမှာသူကတပ်ပုံရိုက်မယ်ဆိုရင်လည်းတော်ယူတုံးရိုက်လို့ကောင်းတဲ့နေရာတစ်ခုလို့ပြောလို့ရတယ်ပေါ့နော်အားမဟုတ်လေကျွန်တော်တို့ဒီဘက်ပေါ့နော်ဒီဘက်ကနေပြီးတော့ဒီတိမ်လားပါတော့ကျွန်တော်လည်းမသိဘူးနော်ဒီအဆောက်အုံကိုကြောပြီးထားပြီးတော့တပ်ပုံရိုက်မယ်ဆိုရင်တော်တော်လေးလာတယ်လို့ပြောလို့ရတယ်ပေါ့နော်ဘာပဲပြောဒီနေ့ဒီနေရာကိုလိလာရတာတော့တန်ပါတယ်ဘာလို့ဆိုတော့ကျွန်တော်တို့တတိစိတ်လေးနဲ့လေးတစ်ဖြူလေးနဲ့ပေါ့နော်လေးတစ်ဖြူနဲ့တတိစိတ်လေးနဲ့နေရတယ်ကျွန်တော်တို့သဘောကျတယ်ပေါ့နော်ဒီနေရာလေးကျွန်တော်ဝေးသဘောကျတာဒီလမ်းလေးပါဒီလမ်းကြီးကကျွန်တော်တို့လက်ဆောက်ပြီးလာဒါတော့ကျွန်တော်ပြင်ထွက်တဲ့လမ်းပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီစားပေါ့နော်ဒီစားကျွန်တော်ဒီလမ်းကြီးရေသွားမှာပေါ့နော်ဆိုတော့တော်တော်ယူမှလာတာတန်တယ်အခုဒီနေ့ခီရတော့ကျွန်တော်လေးလေးနဲ့လည်းနေရတော့တော်တော်ယူပြောဖို့ကောင်းတော့ပေါ့ဒါပေမဲ့ဒီမှာတစ်ခုသူတို့စာကတ်ထားတယ်ပေါ့နော်ဒီအထဲမှာတော့သူစာမကတ်တာပေါ့အဖြစ်မှာတော့စာကတ်ထားတယ်အဲ့ဒါပါလဲဆိုတော့ငါးစာမပေးကျွေးပေါ့နော်ငါးစာမပေးကျွေးဖို့စာကတ်ထားရတော့ကျွန်တော်တွေ့ရပါတယ်ကဲခုဆိုရင်တော့လာပါပြီတော်တော်လှပါတယ်ဆိုတော့တတိစိတ်လေးနဲ့တာရတော့ပေါ့နော်တတိစိတ်နဲ့တာရပါလေနောက်အထဲမှာတော့ကျွန်တော်ဖုန်းကြောင်းအထဲဖုန်းကြောင်းဆိုရင်ကျွန်တော်ဖုန်းကြောင်းမှာဖျားဝင်ဖုန်းပြီးပေါ့နော်ဟိုကျွန်တော်အထဲမှာဒါတော့ချက်လေးလာဖြစ်ပါတယ်ကျတော့ကျွန်တော်လည်းလေးလာခြင်းနဲ့ဒီဖုန်းကြောင်းရဲ့ဒီရေကန်နဲ့ဒီတိမ်ပုံမျိုးလေးအောင်ကျွန်တော်တော့လေးလာလို့ပြီးပေါ့နော်လေးလာလို့ပြီးပြီးကျွန်တော်တပုံလှလိုက်လေးရယူပြီးဆိုတော့ကျွန်တော်ပြန်တော့ပေါ့နော်ဟိုကကျွန်တော်ပြန်ဖို့အတွက်ပြင်နေပါပြီဆိုတော့ကျွန်တော်တို့ပြန်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီဒါသူလာလမ်းပေါ့နော်ဒါသူလာလမ်းမှာပုံမှန်ဆိုရင်တော့သူကဆိုင်ငယ်ကားတွေပြီးလာတယ်ဖြစ်ပေါ့နော်ဒီနေ့ကတော့သူပိတ်ထားပါတယ်ပိတ်ထားတယ်ပေါ့နော်ဒါကတော့သူလာလမ်းလာမယ်ဆိုရင်တော့ကျွန်တော်ဒီလမ်းလိုက်အတိုင်း9မိနစ်လောက်လမ်းဆောက်ပြီးလို့ဆိုရင်တော့ခုနကတရားလေးကိုမြင်ရပြီပေါ့နော်အဲ့တရားလေးမြင်ရပြီဆိုရင်တော့ကျွန်တော်တို့ဒါအထဲဝင်လာလို့ရပါပြီဟိုအစိမ့်မှာဆိုရင်ဒါမှမသိမမြင်ရသေးဘူးပေါ့နော်ဟိုအစိမ့်မှာဆိုရင်မတကားလေးပိတ်ထားတယ်ပေါ့နော်ပြီးကျွန်တော်အနီးကပြန်ပြပေးမယ်အဲ့တကားလေးကနေဖွင့်လာတာပေါ့နော်โอเค
Okay ဒီနေ့မှာတော့ကျွန်တော်လေးလာခြင်းနဲ့ဒီနေရာလေးတစ်ခုပေါ့နော်တစ်ခုပေါ့နှစ်ခုပေါ့နော်တစ်ခုကတော့ကျွန်တော်ဒီ lower channel လေးမှာတပွင့်ရခြင်းနေရာတစ်ခုရယ်ပြီးရင်ဒီဖုန်းညောင်းရယ်ပေါ့နော်ဒီနေ့ကတော့ကျွန်တော်ဒါလာရောက်လေးလာပြီးတော့ပြီးပါပြီပေါ့နော်ကျွန်တော်ရဲ့ဒီ video ကြည့်နေတဲ့ငွေချင်း message နဲ့လာရောက်လေးလာခြင်းနဲ့ဆိုရင်သူတို့လာခဲ့ပေါ့နော်အရောက်မှတိတ်ဆိတ်ပြီးတော့တပွင့်ရမှဆိုရင်လည်းရောက်မှလာတယ်ပေါ့နော်ဟုတ်ကဲ့ကျွန်တော်အနေနဲ့တခုပတိပေးချင်တာကျွန်တော်ဒီနေ့အောင်လာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တိတ်ဆိတ်လေးလာတာပိုကောင်းတယ်ပေါ့နော်တကယ်ချင်းအနေနဲ့စုပြီးလာမယ်ဆိုတော့ဒီတိုင်းပဲပေါ့နော်တကယ်လို့ကျွန်တော်တို့ဆိုင်ကပြောင်းနေမှာကပြောင်းတဲ့နေတအားကျနေတယ်တအားဆွညင်နေဆိုရင်ကျွန်တော်တို့ဖုန်းချောင်းဝင်ထဲကကျွန်တော်တို့စက်တက်ပြီးလာတာတော့ပိုကောင်းတယ်ပေါ့နော်ဖုန်းချောင်းကလည်းဖြစ်တယ်နောက်တစ်ခါကျွန်တော်ဒီဖုန်းချောင်းအရောက်မှတိတ်ဆိတ်ပြီးတော့လာလေးရှင်းကြကောင်းတယ်ဆိုတော့ကိုအတွက်ကြောင့်နဲ့တမန်လေးနောက်ဆက်ဖြစ်မှာတော့ဒီဆန်းနေမိကမှာတော့မဖြစ်ရအောင်ပေါ့နော်ကျွန်တော်အနေနဲ့အကြံပေးချင်တာကတော့ကိုဆိုင်ငယ်ပြောင်းအတန်ကြီးနေဆိုရင်တော့အတန်လေးတွေစက်လေးတွေတက်ပြီးတော့လာစေချင်တယ်ပေါ့နော်စက်လေးတွေတက်ပြီးလာတော့ကျွန်တော်အကြံပေးချင်ပါတယ်လာလေကြည့်ပေါ့နော်တော်တော်ယူမှတိတ်ဆိတ်ပြီးတော့တော်တော်ယူကိုလည်းလာတဲ့ဖုန်းကြောင်းတစ်ခုလို့ပြောရရပါတော့ဟိုစီမှာဆိုရင်လည်းကျွန်တော်ခုနဖျံဝင်ပြနေရမှာတို့ဦးစင်းရုပ်ထုလေးတွေတို့ဒါဆွေရုပ်ထုလေးတွေတက်ပေးထားတာစီတယ်ပေါ့နော်အဲ့မှာကျွန်တော်အရင်ဝင်ဖူးပါအရင်ဝင်ဖူးရောမှဒီတကားပေါ့နော်မတကားမြင်ရပြီအဲ့ဒီတကားကနေတက်ဝင်လာဒီလမ်းကနေကျွန်တော်တို့တက်ဆောက်ပါပေါ့နော်အဲ့ဆိုတော့အထဲမှာကျွန်တော်တို့ဖုန်းချောင်းကိုမြင်ရမှာဖြစ်ပါတယ်ကျွန်တော်ခုနကပြောသလိုပေါ့နော်နားမစင်တော့တက်ဆိတ်လေးလာတာတော့ပိုကောင်းတော့ပေါ့နော်ဖုန်းချောင်းဖြစ်နေတဲ့အတွက်ကြောင့်ပေါ့โอเคကျွန်တော်ဗီဒီယိုတွေကိုလည်းအခုလိုမျိုးအဆုံးထိလိုက်ပါကြည့်စုပြီးတဲ့တရားချင်းစီတိုင်းကိုလည်းကျွန်တော်အနေနဲ့အရင်မှကျေးဇူးတင်တယ်ပေါ့နော်ဒါနောက်ထပ်ဗီဒီယိုတွေလည်းအားပေးပါအောင်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်โอเคဒါဆိုလည်းရောက်ပါတော့ကျွန်တော်တရားချင်းပြပေးမယ်နော်ဒီမှာဒီတကားပါနော်ဒီမှာသူတတ်မှတ်ထားပါနော်ကားဆိုင်ကစပင်းမှာအားလုံးမပေးဝင်ဘူးနော်ပြီးတော့လမ်းဆောက်ပြီးတော့ခိုင်းပါတော့ရေးထားပါတယ်โอเคဒါကျွန်တော်တော့ဆောက်ပါချင်တယ်နော်ဟုတ်ရပါပြီတော့နောက်ပြောတော့တော့ဖုန်းကြောင်းမှာကျတော့စင်းနေပဲနေတာထိုင်နေဖြစ်တော့ဒီကြောင့်ကျွန်တော်တော်တော်ယူမှတိတ်ဆိတ်တယ်ပေါ့နော်တော်တော်ယူမှတိတ်ဆိတ်လေးဖြစ်နေတဲ့ကြောင့်မို့ကျွန်တော်ဆိုင်ငယ်ပြောင်းတန့်ကျေတဲ့ညီကိုတွေအနေနဲ့ပြောချင်တာကြတော့ကျွန်တော်ဖုန်းကြောင်းဝင်ဝထဲဝင်တာနဲ့ကိုယ့်ရဲ့ဆိုင်ငယ်ပြောင်းလေးတွေကိုပိတ်ပြီးတော့လာစေချင်တယ်ပေါ့နော်ကဲဒီမှာသူလမ်းညွန်လေးစီတယ်ပြီးတော့ခုနကကျွန်တော်ပြောတဲ့ဒီမှာပေါ့နော်ငါးဆက်မကျွေးအောင်လည်းသူပြောထားပါတယ်ဆိုတော့ဖုန်းကြောင်းလေးကတော့တတိယစိတ်နဲ့တကယ်လာလိုက်ချင်းစရာကောင်းတဲ့နေရာလေးဖြစ်နေပါတော့ကျွန်တော်ထပ်ပြီးတော့သတိပေးပြစေကိုယ်ဆိုင်ငယ်ပြောင်းတန်ကျနေဆိုလို့ရှိရင်ကျွန်တော်ဖုန်းကြောင်းမိုးဝဝင်ထဲကကျွန်တော်တို့ပြောင်းလေးsorry ပြောင်းလေးပြောရတယ်ဒီဆိုင်ငယ်ဆက်တက်ပြီးတော့ဝင်ကြပါလို့ကျွန်တော်နေအကြံပေးချင်တယ်ပေါ့နော်ကိုကြောင့်နဲ့ဦးစင်းနေတဲ့နောက်ဆက်မဖြစ်အောင်ဒီစမ်းနေတဲ့မြင်မကဲအောင်ပေါ့နော်โอเคဟိုကကျွန်တော်တော့ပြန်ပါတော့မယ်ကျွန်တော်နောက်ထပ်ဗီဒီယိုတွေမှာထပ်ပြီးတော့ဆုံကြပါမယ်နော်โอเคအားလုံးပဲမင်္ဂလာပါ